ဟိုးရှေ့တော့ကတောလီတစ်ခုရဲ့အစွန်မှာဟာရီယာဆိုတဲ့လယ်သမားကြီးနဲ့သူ့ရဲ့ဇနီးကီတာတို့ဟာတမီကျော်လေးနှစ်ယောက်ဖြစ်တဲ့ကာဗျာနဲ့ကီတီတို့နဲ့အတူပျော်ရွှင်စွာနေထိုင်ကြတယ်။သူတို့ရဲ့အိမ်ရှိမှာတော့စိမ့်လန်းဆိုပြီးတဲ့လယ်ကွင်းကြီးတစ်ခုရှိပြီးအဲ့ဒီလယ်ကွင်းရဲ့ဘေးမှာကြည်လီအေးမြတဲ့ရေကန်ကြီးတစ်ခုလည်းတည်ရှိလို့နေပါတယ်။ဒီနေ့မှာတော့လယ်ကွင်းထဲကနေအိမ်ကိုပြန်လာတဲ့ဟာရီယာကိုကာဗျာလေးကမေးလိုက်တယ်။အဖေဒီလယ်ကွင်းကတော့တမီတို့အတွက်အသုံးဝင်ပေမဲ့ဒီရေကန်ကြီးကတော့ဘာမှအသုံးဝင်ပါလားဖေ။ဒါကိုဘာလို့မရောင်းလိုက်တာလဲ။သူ့ရဲ့စကားကိုကြားတော့ကီဂျီလေးကလည်းထောက်ခံပြီးတော့ဟုတ်တယ်အဖေရဲ့ဒါကိုရောင်းလိုက်ရင်ရတဲ့ပတ်စံနဲ့တမီတို့လိုချင်တာတွေအများကြီးဝယ်လို့ရတာပေါ့လို့ပြောလိုက်တယ်။တမီလေးတို့ရဲ့စကားတန်ကိုကြားတော့ဟာရီယာကကောင်းခါရမ်းပြီးအဲ့ဒီလိုပဲတော့မှမပြောနဲ့တမီတို့ရဲ့ဒီရေကန်ကြီးကမင်းတို့ရဲ့အဘိုးရဲ့နောက်ဆုံးလက်ကျန်အမှတ်တရပဲ။သူနှစ်ပေါင်းများစွာအချိန်ပေးပြီးတော့အရန်ကိုမှပင်ပင်ပန်းပန်းတူးခဲ့ရတာတိလားလို့ပြောလိုက်တယ်။တကယ်တော့အဖေအဘိုးတယောက်တည်းဒီတော့ကြီးတဲ့ရေကန်ကိုတူးခဲ့တာလားလို့ကီတီလေးကအန်အော်ဂျီမေးလိုက်တယ်။အဲဒီလိုစကားပြောရင်းနဲ့ဟာရီယာနဲ့သူ့ရဲ့တမီကျော်လေးနှစ်ယောက်ဟာအိမ်ကိုပြန်ရောက်တော့ဟာရီယာရဲ့ဇနီးဂီတာကသူတို့အားလုံးတွေထမင်းဟင်းတွေပြင်ဆင်ထားပြီးသားဖြစ်လို့အားလုံးဝိုင်းဖွဲ့ပြီးပျော်ရွှင်စွာထမင်းစားကြတယ်။ထမင်းစားနေတော့မှကာဗျာလေးကအဖေအဲ့ဒီတော့ကဘာတွေဆက်ဖြစ်လဲဆိုတာကိုဆက်ပြောပြပါအောင်လို့တောင်းဆိုတော့ဟာရီယာကပြုံးပြီးတော့တမီတို့နှစ်ယောက်စလုံးအဲ့ဒီတော့ကအကြောင်းအရာတွေကိုအစာအဆုံးသိချင်တာလားလို့မေးလိုက်တယ်။ဟုတ်တယ်ဖေပြောပြပါအောင်လို့ညီမတောက်လုံးကတညီတညွတ်သေးပြောလိုက်ကြတယ်။ဒါဆိုရင်နားထောင်ကြနော်။လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကမိုးကောင်ရေရှာဘေးဒုက္ခကြီးတစ်ခုတက်ရောက်ခဲ့တယ်။အဲ့ဒီချိန်တုန်းကတော့တကယ်ကိုခက်ခဲတဲ့အချိန်ကာလကြီးပေါ့။ဒါပေမဲ့အဲ့ဒီလိုခက်ခဲတွေကြုံတွေ့နေရတဲ့အချိန်မှာတော့မင်းတို့ရဲ့အဘိုးကဘယ်တော့မှလက်မလျှော့ခဲ့ဘူး။အဲ့ဒီနှစ်မှာမိုးမရွာတော့ဘယ်သူမှဘာမှလုပ်စရာမရှိတော့ဘူးလို့ဟာရီယာကစပြီးတော့ပြောလိုက်ပါတယ်။ပြီးတော့ဘာဖြစ်လဲအဖေလို့ကီတီလေးကလည်းစိတ်ဝင်စားမိလိုက်ပါတယ်။အဲ့ဒီတော့သူကနောက်တစ်ခါအဲ့လိုဘိုးကောင်ရေရှာဖြစ်တဲ့အခြေအနေမျိုးနဲ့ကြုံလာခဲ့ရင်ငါတို့အဲ့ဒါကိုကြိုတင်ပြီးတော့ပြင်ဆင်ထားတဲ့နယ်လို့တွေးလိုက်တယ်။ဒါနဲ့သူကသူ့ရဲ့ပေါတူကိုယူပြီးတော့သူ့ရဲ့လက်ဝန်းထဲမှာစပြီးတော့မြေဆွာတော့တာပေါ့လို့ဟာရီယာကဆက်ပြောလိုက်တယ်။၆သွင်းနေတဲ့လဲထဲမှာလာပြီလို့ခါပြလေးကလည်းတအံ့တော်နဲ့မိလိုက်ပါတယ်။ဟုတ်တယ်သမီး၆သွင်းနေတဲ့လဲထဲမှာပဲပြီးတော့သူကအဲ့ဒီပေါတူနဲ့ပဲစက်တိုက်ကိုမြေဆွာနေတာ။ကျွာတဲ့ကသူတွေကတော့သူယူသွားပြီလို့ထင်ကြတယ်။ဒါပေမဲ့တကယ်တော့အဲ့ဒီလိုမဟုတ်ပါဘူးသူတယောက်တည်းနဲ့လာပေါင်းများစွာကြာအောင်အဲ့ဒီလေကိုစက်တိုက်တူးနေတာနောက်တော့တဖြည်းဖြည်းချင်းအဲ့ဒီနေရာဟာကြီးမားတဲ့ဂျိုင်းကြီးတစ်ခုဖြစ်သွားတာပေါ့တနည်းအားဖြင့်ရေကန်ကြီးတစ်ခုဖြစ်သွားတာပဲလို့ဟာရီယာကရှင်းပြလိုက်တယ်ပြီးတော့အဲ့ဒီတဲကရေတွေထွက်လာတာလားအဖေလို့ကာဗျာလေးကမေးလိုက်ပါတယ်အဲ့လိုလွယ်တကူရေထွက်လာတာတော့မဟုတ်ဘူးကသမီးရဲ့သူကမိုးရွာတဲ့အထိစောင့်နေခဲ့တာမိုးရွာလာတော့ရွာထဲကလူတွေအားလုံးကအံ့ဩသွားကြတယ်ဘာလို့လဲဆိုတော့မိုးရွာပြီးတဲ့နောက်အဲ့ဒီကြီးမားတဲ့ဂျန်ကြီးဟာတကယ်ကိုလှပတဲ့ရေကန်ကြီးတစ်ခုဖြစ်သွားပြီးအဲ့ဒီထဲမှာရေတွေအများကြီးစုသွားလို့ပဲအဲ့ဒီချိန်ကျမှရွာထဲကလူတွေဟာမင်းတို့ရဲ့အဘိုးဟာတကယ်တော့မိုးရေတွေကိုစူဆောင်းထားခဲ့တာဖြစ်ပြီးတော့အဲ့ဒီရေတွေဟာနောက်နှစ်မှာမိုးမရွာရင်တော့အားလုံးအတွက်အသုံးဝင်မှာဆိုတာကိုနားလည်သွားကြတော့တာပေါ့လို့ဟာရီယာကပြောပြလိုက်တယ်အဖိုးကတော့တကယ်ကိုတော်လိုက်တာနော်ကီတီလေးကအန်ဟောချီးကျူးလိုက်ပါတယ်အခုတော့မင်းတို့ရဲ့အဘိုးမရှိတော့ဘူးသမီးတို့ရဲ့ဒါပေမဲ့သူချန်ထားခဲ့တဲ့ဒီရေကန်ကြီးနဲ့သူပေးခဲ့တဲ့သင်ခန်းစာတွေကတော့ဘယ်တော့မှမေးလို့မရဘူးဘယ်လိုပဲခက်ခဲတဲ့အခြေအနေမျိုးကိုကြုံလာပါစေလက်မလျှော့ရဘူးဆိုတဲ့အတီးတရားဟာအခုထိငါတို့နဲ့အတူရှိနေတဲ့သမီးတို့ရဲ့လို့ဟာရီယာကပြောလိုက်ပါတယ်ဟုတ်တယ်အဖေပြောတာမှန်ပါတယ်လို့ကာဗျာလေးကလည်းထောက်ခံလိုက်ပါတယ်ပုံမြင်ကလည်းပြီးသွားပြီဆိုတော့ထမင်းစားရတော့ဝဲထမင်းတွေအေးကုန်တော့မယ်လို့ဂီတာကပြောလိုက်ပါတယ်အဖေအမေကအရင်ဒေါသထွက်နေတဲ့ပုံမှန်တော့လို့ကီတီလေးကလည်းတီးတိုးပြောလိုက်တယ်ဘာမှမဖြစ်ဘူးသမီးရဲ့ဘလို့ခက်ခဲမျိုးကြုံလာပါစေလက်မလျှော့ရဘူးဆိုတာကိုမှတ်ထားကဲဘယ်မြန်ထမင်းစားကြတော့နော်အချိန်တွေကိုလက်လုံးမခံခင်ပေါ့လို့ဟာရီယာကပြန်ပြောလိုက်တယ်ဒီလိုနဲ့ကာဗျာနဲ့ဟာရီယာတို့နှစ်ယောက်တီးတိုးရေမောနေကြတာပေါ့အဲ့ဒီလိုနဲ့နှစ်ပေါင်းများစွာကုန်လွန်သွားတယ်နောက်တစ်နှစ်မှာတော့သူတို့ရွာမှာနောက်တစ်ကြိမ်မိုးခေါင်ရေရှာဘေးဒုက္ခကြီးတစ်ခုကြောက်ရောက်ခဲ့တယ်အဲ့ဒီချိန်မှာတော့သူတို့မိသားစုတွေအတွက်တော်တော်လေးအခက်အခဲဖြစ်ခဲ့ရတယ်ဟာရီယာဟာလည်းနာမကျန်းဖြစ်ပြီးတော့အိယာထဲမှာလဲနေရရှာတယ်အပူချိန်မြင့်မားတာနဲ့ယောဂဝေဒနာတွေကြောင့်ဟာရီယာရောသူတို့ရဲ့ရေကန်ကြီးပါတဖြည်းဖြည်းခန်းချောက်လာနေတော့တယ်ဟာရီယာရဲ့ကျန်းမာရေးဟာတဖြည်းဖြည်းဆိုးရွားလာပြီးတော့နောက်ဆုံးမှာတော့အမေစိတ်မပူပါနဲ့သမီးတို့အဖေကိုမြို့ကိုခေါ်သွားပြီးတော့ကောင်းကောင်းကုသပေးရမယ်လို့ကီတီလေးကအမေကိုအားပေးလိုက်ပါတယ်ဒါပေမဲ့သမီးရဲ့ငါတို့မှာကအလောက်ပတ်စံဘယ်မှာရှိလို့လဲလို့ဂီတာကအစိုးရင်ကြီးနဲ့ပြန်မေးလိုက်ပါတယ်အမေကျမတို့အကျွေးယူကြမယ်ကျမအခုသွားပြီးရွာကချမ်းသာတဲ့သူစီကနေပတ်စံချင်းမယ်လို့ကာဗျာလေးကပြောလိုက်ပါတယ်သမီးလေးကာဗျာ
အဲ့ဒီလူကတိတ်သဘောမကောင်းဘူးသမီးရဲ့သမီးလေးသတိထားသွားနော်လို့ဂီတာကသတိပေးရှာတယ်ကီတီလေးဟာရွာရဲ့ချမ်းသာကြွယ်ဝတဲ့သူစီကိုသွားပြီးသူတို့အိမ်ရဲ့အခြေအနေမှန်ကိုပြောပြရှာတယ်မင်းတို့ကတော်တော်ဒုက္ခရောက်နေကြတာပဲကောင်းပြီလေငါမင်းတို့ကိုအကျွေးပေးပါမယ်ဒါပေမဲ့အပေါင်းအနေနဲ့ဘာထားမလဲပြောပါအောင်လို့ချမ်းသာတဲ့သူကပြောလိုက်ပါတယ်ကျမတို့မှာပေါင်စရာဆိုလို့ဒီရေကန်တစ်ခုပဲရှိပါတယ်ဥပန်စင်လို့ကီတီလေးကပြောလိုက်ပါတယ်ဟေးအဲ့ဒီရှုံလုံးနဲ့ညစ်ပတ်နေတဲ့ရေကန်ကိုငါကဘာလို့ရမှာလဲကွာအဲ့ဒီစားပတ်စံလေးပြားတောင်ဘယ်သူမှပေးမှာမဟုတ်ဘူးဒါပေမဲ့မင်းတို့တကယ်အခက်အခဲဖြစ်နေတယ်ဆိုတော့ငါမင်းတို့ကိုကူညီပါမယ်မင်းတို့ရဲ့လက်မီစာရွက်စာတမ်းတွေကိုငါ့ကိုပေးထားခဲ့ပြီးရင်ငါမင်းတို့ကို350ပေးမယ်ဘလို့လဲလို့ဥပန်စင်ကပြောလိုက်ပါတယ်ကီတီလေးဟာသူတို့ရဲ့တူးရီသောလောက်ကင်စားတောက်စရာဖြစ်တဲ့လယ်မီကိုအပေါင်ထားကျင်တာတော့မဟုတ်ပါဘူးဒါပေမဲ့လည်းသူတို့မှာတခြားရွေးချယ်စရာမရှိတော့တဲ့အတွက်မြေရီဝဲပြီးတော့ဥပန်စင်ကိုလယ်မီစာရွက်စာတမ်းတွေပေးခဲ့ရတယ်ပြီးတော့ဥပန်စင်စီကနေ350ကိုယူခဲ့ရတယ်အမေစိတ်မူပါနဲ့အဖေကိုကောင်းကောင်းကူးတာပြီးမှာပါအဖေအရင်လိုပြန်ကောင်းလာမှာပါလို့ကီတီလေးကအမေကိုအားပေးစကားပြောလိုက်ပါတယ်ဖျားသခင်ကိုကြီးပါစေသမီးရဲ့လို့ဂီတာကတပင်းချရင်နဲ့ပြောလိုက်ပါတယ်ခဏကြာတော့သူတို့မိသားစုဟာဘတ်စကားလေးတစ်စီးနဲ့မြို့ကိုထွက်ခွာသွားကြတယ်မြို့ကိုရောက်တော့သူတို့ဟာကြီးမားတဲ့ဆေးရုံတစ်ခုကိုသွားကြတယ်အဲ့ဒီမှာဆရာဝန်ကြီးကဟာရီယာရဲ့ကြောက်ကတ်တွေမကောင်းတော့ဘူးလို့ပြောလိုက်တယ်ပြီးတော့ကုသဖို့အတွက်ငွေ360လုံးမယ်လို့လည်းပြောလိုက်တယ်အဲ့ဒီတော့ဂီတာနဲ့သမီးနှစ်ယောက်ဟာအရန်ကိုစိတ်ပူသွားကြတာပေါ့သူတို့မှရှိတဲ့ငွေတွေကဘလုံးတော့တော်ဘူးလေအဲ့ဒီချိန်မှာကီတီလေးကကားဗျာမင်းတစ်ခုလုပ်ပါမင်းအမေကိုခေါ်ပြီးရွာကိုပြန်သွားလိုက်အင်္ဂါအခန်းငယ်လေးထဲမှာပုံဟောင်းတစ်ခုရှိတယ်အဲ့ဒီထဲမှာအမွေရဲ့ငွေအောင်လက်ဝတ်ရတနာလေးတွေနည်းနည်းရှိတယ်အဲ့ဒါတွေကိုမြန်မြန်ယူလာခဲ့ပါလို့ပြောလိုက်တယ်ဒါပေမဲ့အမေအဲ့ဒါတွေနဲ့ဘာဖြစ်လာမှာလဲသမီးတို့လိုအပ်နေတာကငွေ360ပြေးဖို့လိုသေးတယ်လေလို့ခါပြလေးကစိုးရင်ကြီးနဲ့ပြန်ပြီးလိုက်ပါတယ်တခုခုတော့ဖြစ်မှာပေါ့သမီးရဲ့ကျန်တဲ့ပတ်စံတွေလည်းကြည့်ရတာပေါ့လို့ဂီတာကပြောလိုက်ပါတယ်အမေရဲ့စကားကိုနားထောင်ပြီးညီမညောက်ဟာရွာကိုပြန်လာခဲ့ကြတယ်အိမ်ကိုရောက်တာနဲ့သူတို့ဟာအဲ့ဒီဘုံအဟောင်းလေးကိုဖွင့်လိုက်ကြတယ်သူတို့ဟာအဲ့ဒီဘုံကိုအဲ့ဒီနေ့မှာပဲပထမဆုံးအချိန်ဖွင့်တာဖြစ်ပါတယ်ဘုံကိုဖွင့်လိုက်တာနဲ့အရင်ဆုံးဖုန်းလေးအများကြီးထွက်လာခဲ့တယ်ပြီးတော့အနီရောင်အဝဲအိတ်လေးတစ်ခုကိုတွေ့တယ်အဲ့ဒီထဲမှာဂီတာရဲ့ငွေရောင်လက်ဝတ်ရတနာလေးတွေထည့်ထားကြတယ်ကျမတို့အမေရဲ့မင်္ဂလာလက်ဆောင်လေးကိုတော့အခုရောင်းရတော့မယ်ကျမတို့ကိုကူညီတော်မူပါဗျာလို့ကီတီလေးကမျက်ရည်တွေဝဲရင်းနဲ့တိုးတိုးလေးဆူတောင်းလိုက်ပါတယ်အဲ့ဒီအချိန်မှာကာပြလေးရဲ့မျက်လုံးဟာပုံရဲ့အောက်ခြေမှာတစ်ခုခုရှိနေတာကိုသတိထားမိသွားတယ်သူကအဲ့ဒီမြားကတက်သားပြားလေးကိုဖယ်လိုက်တဲ့အခါတင်းငယ်တဲ့တရလေးတစ်ခုတွေးလိုက်ရတယ်အမဒါပါလေပြီးတော့ဘာလို့ဒီလောက်ဖွက်ထားတာလဲလို့ကာပြလေးကမိလိုက်ပါတယ်မသိဘူးကာပြခဏနေရောငါဖွင့်ကြည့်အောင်မယ်လို့ကီတီလေးကပြောလိုက်ပါတယ်ကီတီလေးဟာအဲ့ဒီတက်တာလေးကိုဖွင့်လိုက်တဲ့အခါအဲ့ဒီထဲမှာကြီးမားတဲ့တော်တစ်ချောင်းနဲ့စာရွက်လေးတစ်ခုကိုတွေ့လိုက်ရပါတယ်ကီတီလေးဟာအဲ့ဒီစာရွက်လေးကိုဖွင့်ပြီးဖတ်ကြည့်လိုက်တယ်အဲ့ဒီစာရွက်လေးဟာတကယ်တော့သူ့ရဲ့အဘိုးကသူ့ရဲ့အဖေဟာရီယာအတွက်ရေးစားခဲ့တာဖြစ်ပါတယ်ကီတီလေးကတော့စာရွက်လေးကိုဖတ်ရှုနေပါတယ်ငါရဲ့ချစ်တာသာတော့သားဟာရီယာမင်းငါ့ကိုဘယ်လောက်ချစ်တယ်ဆိုတာငါသိပါတယ်ဒါပေမဲ့ငါအသက်အရွယ်လဲကြီးရင်လာပြီဒီယောဂသိုးကြီးကလည်းငါ့ကိုမကြခင်ခေါ်သွားတော့မှာပဲမင်းတစ်သက်လုံးရှာဖွေထားတဲ့ပတ်စံတွေကိုငါကိုကူတာဖို့အတွက်အကုန်ဆုံးလိုက်တာဟာမမှန်မှုကွယ်နောက်မှမင်းရဲ့သားသမီးတွေလည်းငွေကြေးလိုအပ်လာအောင်မှာပဲဒါကြောင့်ငါမင်းကိုလျှို့ဝှက်ချက်တစ်ခုဖုံးကွယ်ထားခဲ့တယ်မင်းဒါမှမဟုတ်မင်းရဲ့သားသမီးတွေအချိန်တန်တဲ့အခါအဲ့ဒါကိုအသုံးပြုနိုင်အောင်လို့ပေါ့ငါရေကန်ကိုတူးနေတော့ကတခုခုတွေးခဲ့တယ်ဒီတော်လေးဟာမင်းရဲ့ပြဿနာတွေအားလုံးကိုဖြေရှင်းပေးနိုင်ပါလိမ့်မယ်ဒါပေမဲ့ဒီတော်လေးဟာတကယ်တော့ငါရဲ့နှလုံးသားရဲ့တော့ဆိုတာကိုတော့မင်းအမြဲတမ်းမှတ်ထားပါကွယ်အဘိုးကပတ်စံဒါမှမဟုတ်ရွှေငွေရတနာတွေကိုဘယ်နေရာမှမဖွက်ထားခဲ့တာလည်းမသိဘူးနော်လို့ကာပြားလေးကမိလိုက်ပါတယ်ဟုတ်တယ်ကာပြားအဘိုးမှာသူ့ကိုကုသနိုင်တဲ့တခုခုရှိခဲ့မယ်လို့မင်းတေချာစဉ်းစားကြည့်ဒါပေမဲ့သူကအဲ့ဒါကိုငါတို့အဖေနဲ့ငါတို့အတွက်ထားခဲ့ပြီးသူ့ရဲ့အသက်ကိုသတိခဲ့တာပဲလို့ကီတီလေးကဝမ်းနဲ့စွာပြောလိုက်ပါတယ်ဒါပေမဲ့အမရဲ့အဖေကဒီအကြောင်းကိုဘာမှမသိခဲ့ဘူးလားလို့ကာပြားလေးကမိလိုက်ပါတယ်ဘလို့လို့သိနေမှလဲကာပြားရဲ့အဘိုးကဒီတက်တာလေးကိုဘလောက်လေးဝက်စာဖွက်ထားခဲ့လဲဆိုတာကိုမင်းသိတဲ့အတိုင်းပဲလေအဲ့ဒါကိုငါဘလို့မြင်မိခဲ့လဲဆိုတာငါကိုယ်တိုင်တော့မသိခဲ့ဘူးလို့ကီတီလေးကပြောလိုက်ပါတယ်ဒါပေမဲ့အမရဲ့ဒီစားရဲ့အဆုံးမှာဘလို့ဘေးဒီမျိုးလဲအခုငါတို့အဖိုးရဲ့နှလုံးသားကိုဘယ်ကသွားယူရမှာလဲဝိုင်းလိုက်တာကာပြရဲ့သူကတကယ်တော့တခုခုညွှန်ပြနေခဲ့တာပဲသူကဒီတော်လေးဟာသူ့ရဲ့နှလုံးသားရဲ့တော့လို့ပြောခဲ့တယ်လေအဲ့ဒါဆိုလိုတာကသူ့ရဲ့နှလုံးသားနဲ့အနီးဆုံးနေရာတစ်ခုပေါ့လို့ကီတီလေးကစဉ်းစားရင်းနဲ့ပြောလိုက်ပါတယ်သူ့ရဲ့နှလုံးသားနဲ့အနီးဆုံးကတော့အဖေပဲလေအမရဲ့လို့ကာပြာလေးကပြန်ပြောလိုက်ပါတယ်ဟုတ်တယ်ဒါပေမဲ့အဖေမှာတောထဲ့စရာမှမရှိတာကာပြရဲ့တခြားတစ်ခုခုစဉ်းစားကြည့်ပါဦးလို့ကီတီလေးကပြောလိုက်ပါတယ်ဟုတ်ပြီအမကြီးတ
သူ့ရဲ့နှလုံးသားနဲ့အနီးဆုံးကတော့သူပင်မခံပြီးတူးခဲ့တဲ့ရေကန်ကြီးပဲလို့ကာဗျာလေးကသတိရသွားပြီးပြောလိုက်ပါတယ်တော်လိုက်တာကာဗျာရဲ့ဒါပေမဲ့ဒီလောက်ကြီးတဲ့ရေကန်ထဲမှာဒီတော်လေးကိုဘာမှထည့်ထားခဲ့မှလဲဘယ်နေရာမှာလဲလို့ကီတီလေးကဆက်ပြီးတော့စဉ်းစားနေခဲ့ပါတယ်တော်ဆိုတာကတော့ကလောက်ထဲမှာပဲထည့်လို့ရမှာလေပြီးတော့အဲ့ဒီရေကန်ကြီးကလည်းတခုခုကိုကာကွယ်ထားမှသိကြတယ်လို့ကာဗျာလေးကပြောလိုက်ပါတယ်ပုံဟောင်းတခုလိုမျိုးပေါ့ဒါပေမဲ့အဲ့ဒီဘုံကရေကန်တစ်ခုလုံးမှာဘယ်နေရာမှာရှိနေတာလဲဘယ်လိုလုပ်သိနိုင်မှာလဲပြီးတော့ရေကန်တစ်ခုလုံးတူးဖို့ဆိုတာအချိန်အများကြီးကြာလိမ့်မယ်လို့ကီတီလေးကစိုးရိမ်ကြီးနေပြောလိုက်ပါတယ်ဟုတ်တယ်အမရဲ့ပြီးတော့ဆရာဝန်ကလည်းပတ်စံအမြန်တောင်းနေတယ်လေဘာလို့ရမလဲအမရဲ့လို့ကာဗျာလေးကမေးလိုက်ပါတယ်တိပြီကာဗျာငါတို့ရဲ့အဖိုးကတကယ်ကိုပညာရှိတာပဲသူကဘယ်ဒီတစ်ခုထဲမှာအဖေနှစ်ခုပေးထားတာပဲသူ့ရဲ့နှလုံးသားရဲ့တော့ဆိုတာရေကန်ပြီးတော့နှလုံးသားကဘယ်မှာရှိကြလဲခန္ဓာကိုယ်ရဲ့အလဲတက်မှာလေဒါကြောင့်ငါတို့ရေကန်ရဲ့အလဲတက်ကိုတူးကြမယ်အဲ့ဒါကလည်းညဘက်မှာတူးကြမယ်လို့ကီတီလေးကတောက်ပတဲ့မျိုးလုံးတွေနဲ့ပြောလိုက်ပါတယ်အမရဲ့အုံနောက်ကကောင်းလိုက်တာဒါပေမဲ့အမတခုတော့ဝန်ခံရမယ်အဖိုးကအရန်ကိုပညာရှိတယ်ဒါပေမဲ့သူကသူ့ရဲ့အနာဂတ်မျိုးဆက်တွေလည်းအရန်ပညာရှိနိုင်မယ်လို့သိခဲ့ပုံရတယ်ဒါကြောင့်သူကဒီလောက်ခက်ခဲတဲ့ဘေးဒီကိုထားခဲ့တာပေါ့လို့ကာဗျာလေးကပြောလိုက်ပါတယ်ကာဗျာလေးရဲ့စကားကိုကြတော့ကီတီလည်းပြုံးလိုက်ပြီးညဘက်မှာသူတို့နှစ်ယောက်ဟာတိတ်တိတ်လေးရေကန်ရဲ့အလဲတက်ကိုစပြီးတော့တူးရပါတယ်နည်းနည်းတူးပြီးရဲ့နောက်မှာတော့သူတို့ဟာအဲ့ဒီနေရာကနေတကယ်ပဲပုံအဟောင်းလေးတစ်ခုကိုရွေးလိုက်ရပါတယ်ပြီးတော့အဲ့ဒီပုံကိုဖွင့်လိုက်တဲ့အခါမှာတော့တောက်ပတဲ့ရွှေတင်းကားတွေအများကြီးကိုတွေ့လိုက်ရပါတယ်အမဒါရွှေတင်းများတယ်မလားလို့ကာဗျာလေးကတန်တော်နဲ့မိလိုက်ပါတယ်ဟုတ်တယ်ကာဗျာငါတို့အဘိုးပြောခဲ့သလိုပဲအခက်အခဲတွေအားလုံးဖြေရှင်းသွားတော့မှာပဲအဘိုးမရှိတော့ပြီးမဲ့သူ့သွားခါနီးမှာငါတို့ရဲ့အကြီးမားဆုံးပြဿနာကိုဖြေရှင်းသွားခဲ့တာပဲလို့ကီတီလေးကဝမ်းသာအားရနဲ့ပြောလိုက်ပါတယ်နောက်တစ်နေ့မှာတော့ကီတီလေးဟာအဲ့ဒီရွှေတင်းကားပြားတချို့ကိုရွှေဆိုင်မှာသွားရောက်ပြီးအဲ့ဒီအစားငွေအများကြီးကိုယူလာခဲ့ပါတယ်သူဟာအဲ့ဒီငွေတွေနဲ့သူ့ရဲ့အဖေဟာရီယာကိုကောင်းကောင်းကုသပေးနိုင်ခဲ့တယ်လို့သူတို့အရင်ကတင်နေတဲ့ချမ်းသာတဲ့သူရဲ့အကျွေးတွေကိုလည်းဆက်နိုင်ခဲ့ပါတယ်။ဒီနေ့မှာအိမ်မှာအဖေဟာရီယာကသမီးတို့မင်းတို့ပတ်စံတွေဘဲကရလာတာလဲဆိုတာငါ့ကိုမပြောပြသေးဘူးနော်လို့ပြီးလိုက်ပါတယ်။အဲ့ဒီခါမှာကီတီလေးဟာသူ့ရဲ့အဖေဟာရီယာကိုသူ့အဘိုးရဲ့စာရွက်လေးကိုပေးလိုက်ပြီးကာဗျာလေးကအကြောင်းအကိုပြောပြလိုက်ပါတယ်။သမီးလေးတို့ရေကျန်တဲ့ဒင်းကားပြားတွေကိုအမေတို့ဘာလုပ်ကြမလဲလို့ဂီတာကမိလိုက်ပါတယ်။အမေအဲ့ဒီငွေရင်းများတွေကိုရောင်းပြီးတော့ဒီရေကန်ကြီးကိုပိုကြည့်ပြီးပိုလှအောင်လုပ်ကြမယ်ပြီးတော့ချစ်စရာကောင်းတဲ့ငါးလေးတွေထည့်မယ်ဘေးမှာလည်းဥယျာဉ်တစ်ခုလုပ်ပြီးတော့လူတွေထိုင်ပြီးတော့အပန်းဖြေလို့ရအောင်လုပ်ပေးမယ်ပြီးတော့တန်ရှင်းတဲ့ရေရရှိဖို့အတွက်ရေဟိုးစင်လည်းထားပေးမယ်ဒါမှဘသူပဲတီဟိုလာရေကန်ဘေးမှာထိုင်ပြီးတော့အေးမြပြီးချုံမြတဲ့ရေကိုတောင်းရင်းနဲ့အဘိုးရဲ့စိတ်နှလုံးသားကိုပါငင်းငင်းစီမာလို့ကာဗျာလေးကပြောလိုက်ပါတယ်အဲဒီလိုနဲ့သူတို့မိသားစုလေးဟာတော်ရှင်ကြည်နူးစွာနဲ့သူတို့အဘိုးရဲ့အမှတ်တရတွေကိုထိမ့်သိမ်းရင်းနဲ့အတူတကွနေထိုင်သွားကြတော့တာပေါ့ကွယ်အဆုံးထိနားဆင်ပေးလို့အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ